မင်္ဂလာပါခင်ဗျာကျွန်တော်များပုံနဲ့တော်ပြည်တင်စာရန်နိုင်ထုံရန်ကုန်မြို့တော်မှာစာတပ်ပြည်တင်ပြည်ထမိတ်ရှင်ခုနှစ်သားသမီးအားလုံးကိုယ်စိတ်နှပြကျမ်းမာချမ်းသာပါစေကြောင်းဥစွာပဏမနှုတ်ခွန်းဆက်တာအပ်တယ်နော်မင်္ဂလာပါဆရာရဲ့မိတ်ဆွေများပြည်တွင်းပြည်ပအနေနဲ့ရဲရဲပြည်တင်ပြည်ထမိတ်ရှင်ခုနှစ်သားသမီးများခင်ဗျာဆရာအနေနဲ့မဟာဗုဒ္ဓန်နေမှာအကျဉ်းဖွားစာတာတွေရှိတယ်1ကျဉ်းဖွား2ကျဉ်းဖွား3ကျဉ်းဖွား4ကျင်းဖွာ5ကျင်းဖွာ6ကျင်းဖွာ3ညကျင်းဖွာတွေနဲ့ပတ်သက်ပြီးတော့ဆရာမိတ်ဆွေတွေသိလို့တဲ့မိတ်ဆွေတွေအတွက်ကျွန်တော်ကိုရှေ့ရခင်ကဖုန်းဆက်ပြီးမိတယ်ဆရာဖွာ hostel လေးတွေတင်ပေးပါအောင်အကျွန်းလေးတွေတင်ပါဆိုတော့တောင်းဆိုလာတဲ့မိတ်ဆွေညွှန်လိုက်တာနဲ့ဆရာလည်းသတိရစွာနဲ့တေကျွန်းကိုဟောပြောမယ်တေကျွန်းဖွာစာတာနဲ့ပတ်သက်တဲ့တေကောင်းဆရာလေးတွေစာဟောပြောပေးပါမယ်တေကျွန်းဆိုတာဘယ်လိုလဲဆိုလို့ရှိရင်မြန်မာတက္ကသိုလ်မိမိမွေးတဲ့မြန်မာတက္ကသိုလ်ကိုတည်ပြီးတော့ခုနှစ်ကိန်းကဏ္ဍဖြင့်စားရင်နောက်ဆုံးကျွင်းနဲ့အကျွင်းနော်ရလက်ကတော့မလို့ဘူးနောက်ဆုံးတလုံးသောကိန်းကဏ္ဍတစ်ခုသောကိန်းဟာအကျွင်းကိန်းပဲအဲ့ဒီအကျွင်းဟာမိမိရဲ့အကျွင်းကိန်းဆရာကိုဟောသွားမှာကတိကျွင်းဖွာစာတာရှင်ရဲ့ကံကြမ္မာကံစားတာဇယိုင်းလက္ခဏာဘဝကံဖြစ်နေဖြစ်ထားကြုံရဆောင်ရတဲ့တိကျွင်းဇယိုင်းလက္ခဏာကံကြမ္မာကံစားတာဟောစတန်ဖြစ်တယ်တိကျွင်းသမားတွေဟာဧကန်စစ်စစ်ရအောင်ကြိုးစားတဲ့ဇာတာရှင်နေဇွဲလုံလဝရိယအမတန်ပြင်းထန်တယ်တခုခုဝဲမယ်ရှမ်းမယ်စားမယ်တောက်မယ်လုံးမယ်ကိုင်းမယ်ဆိုရင်နေမအညာမအကြိုးစားအားထုတ်တတ်တဲ့ဇာတာရှင်နေဝရိယသမားဝရိယကံဇာတာရှင်တို့တော့ဆရာတို့နက္ခပိတံရဆိုပါလိမ့်မယ်အမတန်ကံထုံးမယ်ကြိုးစားတတ်မယ်ဇာတာရှင်နေဖြစ်တယ်သို့တော့တေကျွန်းဖွာဇာတာရှင်နေဟာရေဘေးရေကိစ္စကုန်းပြင်ရေပြင်လို့နိုင်ရေနဲ့ပတ်သက်တဲ့နေရာတွေမှာအန်တယ်ကြုံရတတ်တယ်တနည်းအားဖြင့်တေချောဖွာစာတာရှင်တွေရေပြင်ရေအောက်ရေကူရေကစားတဲ့နေရာတွေဂယုစိုက်ပေးရမယ်ခွန်အားပလာကြည့်တယ်ဉာဏ်ပညာထက်မြက်တယ်တဝှချင်းပြဿနာမရှိဘူးအုံနဲ့ကျင်းနဲ့တိုက်ခိုက်ခံရတယ်အထိနာတတ်တယ်တကူဒီသမားတွေလက်တွေစူးစားတယ်သူ့တဘာပေါ်မှာအာမကိုတတ်ဘူးလက်တွေစူးစားတတ်တဲ့ဧကန်ထတေချောဖွာစာတာရှင်တွေအုံနဲ့ကျင်းနဲ့ရန်လိုတာတိုက်ခိုက်တာတွေကြုံရတတ်တယ်အိမ်အောင်ကံမမြဲဘူးအိမ်အောင်ကြီးအိမ်အောင်ကံတက်ခွဲတက်ပြတက်တီတတနေရတယ်အရှိရကံကတော့ကောင်းကြတယ်တကယ်ကိုအစစ်ရှိအစစ်မှန်နဲ့ရှစ်ခင်စုံငါတို့တော့နဲ့ဘဝမှာကြုံညာစုံညာတတ်တယ်တေချောဖွာစာတာရှင်တွေဟာအလူအတဘာသာရေးတို့နဲ့ပတ်သက်ရင်လည်းလက်မနေအာကျုံမှတက်ဆောင်ရွက်တတ်တဲ့တေချောဖွာစာတာရှင်တွေဒါပေမဲ့ခတ်တာကဝေကောင်းစားကောင်းသွားကောင်းငါကောင်းတနည်းအားဖြင့်ပန်လန်းတပင်အလားအပမမောတွေ့တာတွေမရှိဘူးမရှိပြောင်ပြောင်ရှိပြောင်ပြောင်နေတတ်တဲ့ဇာတာရှင်တွေဖြစ်တယ်ပြောင်းမှဆိုလို့ရှင်အထက်လူကြီးမိဘဆရာသမားပေါ်မှာရိုသေကိုင်းကြိုက်နေဒါပြီးတိတိုးတော်ညာလူကြီးသူငါနဲ့ဆရာမိဘနဲ့မပြေမလဲတဲ့ကိစ္စတွေခဏကြုံတတ်တယ်မိမိကတော့ရိုသေတယ်လေးစားတယ်တိုးတော်မိမိအပေါ်မှာနေရာပေးတာယာထုယာကန်လုပ်ငန်းဦးစားပေးစနစ်မှာခံစားရခြင်းမရှိဘူးဘေးထွက်နေရတတ်တဲ့စာတာရှင်ဒါပေမဲ့ရှေ့တန်းတိုက်ဆင်မှုလို့စူးစမ်းတတ်တဲ့သူတနည်းအားဖြင့်နှလုံးကြီးလက်ယုံကြီးအားကိုးရတဲ့လူကြီးတွေဆရာတွေမိဘတွေရဲ့နေရာပေးတာကိုခံစားဆန်စားရတယ်တိုးတော်မိမိကိုနံပါတ်1ဦးစားပေးနေရမပေးတာတွေကိုကြုံရတတ်တယ်တေချင်ဖွာစာတာရှင်ရဲ့ဂျာမာရိကန်စာတာမှာဆိုလို့ရှိရင်တေချင်ဖွာစာတာရှင်ရဲ့အကျော်တက်တာအာယုံကျော်အားနေတာရေနဲ့ပတ်သက်ပြီးတော့ဂျာမာရိဆိုဝါမှုကြုံရတတ်တယ်ရေငတ်တာတို့ရေစာလောင်တာတို့တနည်းဖြင့်ရေမတန့်ရှင်းတာတွေနဲ့ကြုံရတယ်တောက်တုံးရတယ်ရေဘေးအန်တယ်ကြုံတယ်ရေရေးကိစ္စတွေနဲ့ပတ်သက်ပြီးအန်တယ်ဘဝမှာတော်တော်ကိုကြုံရတတ်တယ်ရေဘေးအန်တယ်ကြီးမကြုံတာရေဘေးအသက်ဘေးအန်တယ်ကနေလွတ်မြောက်လာတာနော်ရေနဲ့ပတ်သက်ပြီးတော့တေချင်ဖာစာတာရှင်တွေဟာကန်စာတာမှာလုံးအကျိုးပြုခြင်းမရှိဘူးရေထွက်ကုန်ပစ္စည်းတွေအကျိုးမပြုတတ်ဘူးရေထွက်ကုန်တွေနဲ့ပတ်သက်တဲ့ရောင်းဝယ်ဖောက်ကားမှုတွေမလုပ်အပ်ဘူးတေချင်ဖာစာတာရှင်တွေအကျိုးမပေးဘူးကောင်းကျိုးမပြုတ်ဘူးတေချင်ဖာစာတာရှင်တွေဟာပညာရေးမှာအမြင့်ဆုံးကိုရအောင်ကြိုးစားတတ်တယ်ဘွဲဒီဂရီကောင်းကျိုးပြုတယ်
အနုပညာစပြီးဂီတပိုင်းအကျိုးပေးမှုအားနဲ့တယ်အကျိုးပေးလိမရှိဘူးတေကျွန်းခွစာတာရှင်ရဲ့ပင်ကိုဇယိုက်လက္ခဏာကိုဒူကိုကြောင့်ခွန်အားပလဉာဏ်ပညာနဲ့ကြိုးစားတတ်တဲ့တကူဒီသူရဲ့ကောင်အုံနဲ့ကျင်းနဲ့တိုက်ခိုက်မှုကိုသာခံရတတ်တဲ့မိမိကတော့တပတ်လက်အောင်ငယ်သားမွေးထုတ်တတ်တဲ့လူစားမဟုတ်ဘူးတတိတသန်းအေးအေးဆေးဆေးနဲ့နေထိုင်တတ်တဲ့စာတာရှင်တွေဖြစ်တယ်တေကျွန်းခွစာတာရှင်အိမ်တော်ကြီးမမြတ်တတ်ဘူးနှလုံးသားရေးစာတာတော့ကောင်းတယ်တကယ်ကိုမိမိပေါ်မှာတန်ရုံစင်ရှိသောတန်ဖိုးထားသူနဲ့စုံရတတ်တယ်နံပါတ်3သားသမီးကောင်းကျိုးခံစားရမယ်အိုခံစာတာကောင်းစားမယ်အိုခံကောင်းတဲ့စာတာရှင်တွေတေရှင်ပွားစာတာရှင်တွေမှာပါတယ်နည်းနည်းလေးကြားမကြီးပိုက်မှာအုံနောက်ကျော်အာယုံကျော်ဇက်ကျော်အကျော်အရှင်နဲ့ပတ်သက်ပြီးတော့ကိုတမှုခံယူရတတ်တယ်လေဖြတ်တာကြားမကြီးဆိုရမှုတိတိတတ်တာခံစားမှုတို့ကိုကြုံရတတ်တဲ့တေကျွန်းဖစာတာရှင်တွေဖြစ်တေကျွန်းဖစာတာရှင်များနော်မိမိတို့ကံကြမ္မာကံစာတာလေးတွေဒီ2026ခုနှစ်မှာမိမိသည်ဧကန်စစ်စစ်တေကျွန်းဖစာတာရှင်ဖြစ်ခဲ့ရင်ဖျားစေတီထုံး၌တင်မော်တီတလုံးလူချင်းနေအိမ်မှာခွဲစိတ်ပြပြီးကတ်လွတ်ပို့ဆောင်ခြင်းဆုတောင်းပြီးမိမိအချမ်းစီမိမိရည်ရွယ်ချက်မိမိလှုပ်ဆောင်တာတွေအောင်မြင်အောင်အတိတ်ခံပြုတ်ပေးပါတေကျွန်းဖစာတာရှင်များရဲစွမ်းတတ္တိအင်မတန်အားကောင်းပြီးတော့အေးအေးစစ်စစ်နေတတ်တဲ့စာတာရှင်တွေမိမိကိုစစ်အနောက်ချက်ပြုတ်လဲလက်မခံတတ်ဘူးမဖွေးကဲ့သို့ကျင့်ညတ်တတ်တဲ့မွေတရဝါလိုပုံစံမျိုးတွေဖြစ်တယ်တွင်အောင်တရဝါလို့ပြောရမယ်တတိတတနေတတ်တဲ့အေးအေးနေတဲ့သူတွေကိုရန်လိုလာရင်တော့တုံးညာတတ်တဲ့ရဲစွမ်းတတ္တိနဲ့စ조사အားထုတ်တဲ့နည်းနည်းလေးအမှုခင်းနဲ့ရင်ဆိုင်ရတာရုံရောက်ဂိုက်ရောက်ပြဿနာတွေဖြစ်တတ်တယ်တဦးနဲ့3ဦး4ဦး5ဦးနဲ့ဖိုက်တယ်ဖြစ်တာမျိုးတွေယောက်ျားသားတို့ပြီးနော်တေကျွန်းခွာဇာတာရှင်တွေလုံငယ်လေးရွယ်တွေစိတ်ထင်းရဒါတေကျွန်းခွာဇာလက္ခဏာနဲ့ပတ်သက်ပြီးတော့ကျွန်တော်များပုံနဲ့တော်ပြီးတဲ့စာရန်နိုင်ထုံးမှာတီကောင်းเสียဆွေးနွေးဟောပြောချက်ဖြစ်ပါတယ်နော်တေကျွန်းခွာဇာတာရှင်တွေစိတ်ထင်းဖို့လိုတယ်ရန်ကိုရှောင်ဖို့လိုတယ်ရေနဲ့ပတ်သက်တဲ့လုပ်ငန်းတွေရေနဲ့ပတ်သက်တဲ့နေရာတွေစော်ကစားတာရေကူးတာတွေလာတနည်းဖြင့်ပင်လယ်ပြင်တွေနော်ဝေးလန်းနေရာတွေရှောင်ကျင်ရတဲ့ရေရေးနဲ့ပတ်သက်ပြီးတော့အန်တယ်ကြုံရတဲ့အတွက်ရေကန်စာတာမကောင်းဘူးလို့ခေါ်ပါတယ်နော်တေချာဖစာတာရှင်များသင်္ဘောတီတလုံးကတ်လို့ပူစောခြင်းနေအိမ်မှာခွဲစိတ်ဖြာကပ်ပြီးတော့တနည်းဖြင့်အလုံးအခဲလာရေစင်စင်စိတ်ကတ်ထားပြီးမှမွန်လွယ်ဆွမ်းတဲ့အခါကိုမွေးနေကတ်လိုက်တယ်ပေါ့နော်နေခင်းနေလေညနေဆွမ်းတဲ့အခါမှာခွဲစိတ်ဖြာပြီးတော့ဝေငါရက်ထဲရွာတဲ့ကလေးတုံငယ်လူကြီးသူမတို့ကိုဝေငါဆွန်ကျဲလှုပ်ပေးလို့ရပါတယ်နော်ခွဲစိတ်ဖြာပြီးကျွေးမွေးပေးပြီးတော့လှုပ်ပေးလို့ရတယ်သင်္ဘောတီမဲ့တလုံးပေါ့ဗျာနော်ကတ်လို့ပို့စာပေးပေးပါအရှိရေးအိမ်အောင်ရေးကြားမရေးစီးပွားရေးတို့နဲ့ပတ်သက်လို့လိုအပ်တာတိုင်ပင်ဆွေးနွေးမင်းများလို့တာရှိရင်ဆရာရဲ့ဖုန်းနံပါတ်ဖြစ်တဲ့3ညကို45လုံး3ည3ည4ခွန်3ညကိုခွန်ကြည့်ပဲ5လုံးခွန်5လုံး6နဲ့တင်5ကိုဓာတ်ရိုက်ဆက်သွယ်မင်းများနိုင်ကြပါတယ်ဆရာရဲ့ဗေဒင်တဲ့လက္ခဏာဆွေးနွေးဟောပြောတဲ့ဟောကန်လိပ်စာကရန်ကုန်တာဂီတကြောက်တိုင်မတ်တိုင်ကပီတယ်မက်ကတ်ကြီးရဲ့ဘေးအေးစိတီလမ်းတဲ့တိုင်နံပါတ်200နဲ့ခွန်ငင်းညင်ထက်ဖြစ်ပါတယ်မနက်9နာရီကနေညနေ9နာရီထိနေစံနဲ့အမျှ900ပါးသူများကန်စာတာကိုစံအနေနဲ့ဆွေးနွေးဟောပြောပေးလျက်ရှိပါတယ်ပြည်တွင်းပြည်ပအနက်နဲ့အရရမဘေးရင်မေထမင်းရှင်များနေစံနဲ့များဆရာပေါ်မှာယုံယုံကြည်ကြည်ဆွေးနွေးမင်းများပြီးတော့တိုင်ပင်နေကြတဲ့မိတ်ဆွေတွေအားလုံးကိုလည်းအင်ညာခန့်နဲ့အထုထမင်းရှင်များကိုကျေးဇူးတင်ကြောင်းထပ်မံပြောကြားပါစေနော်ဘေးရင်မေထမင်းရှင်900သားသူများအားလုံးကိုစိတ်နှပြချမ်းသာချမ်းသာပြီးလုံရင်စံသားတွေတလုံးတဝပြေးဝနိုင်ပါစေလို့ကျွန်တော်လည်းပုံနဲ့တော်ပေးတဲ့ဆရာရန်နိုင်ထွန်းရန်ကုန်မြို့တော်မှာဆုံးမကောင်းဆုတောင်းမေတ္တာပို့တာ